တင်းတော်မှာတဲ့ဝိညာဉ်တော်အလုတ်ဖို့နိုးထမ်းမှုဖြစ်ဖို့ကအတင်းတော်လူကြီးတွေ EC တွေအပေါ်မှာမူတည်ပါသလားတဲ့အတင်းသားမင်ဘာတွေကအယောက်40လောက်ပဲဒါပေမဲ့အတင်းတော် EC က15ယောက်လောက်ရှိတယ်ဖြစ်တဲ့သလားဇာဒေဗီလာဖြီးစီချင်ပါတယ်ဒါနာမည်နဲ့လာတာနာမည်နဲ့လာဘိုင်းနေနဲ့ကျွန်တော်ပြမယ်ဖယားနိုင်ငံတော်ကဒီမိုကရေစီနဲ့လောက်ရတဲ့ကိစ္စမဟုတ်ဘူး။ no ဖယားနိုင်ငံတော်မှာဒီမိုကရေစီမရှိဘူး။အဲ့လိုပြောလို့ဒီမိုကရေစီကိုကျွန်တော်လက်မခံပြောတာမဟုတ်ဘူး။အဲ့လိုပြောလိုက်ရင်ဒီမိုကရေစီကိုကန့်ကွက်တယ်ဆိုတာဖြစ်နေဦးမယ်။ Okay ဒီမိုကရေစီဆိုတဲ့အဓိပ္ပာယ်လဲဒီမိုကရက်တေဆိုတဲ့စကားနဲ့လာတယ်အဲ့ဒါ Greek philosopher တွေနဲ့လာတဲ့စကား Okay ဒါပေမဲ့တကယ်ပြောပြမယ်ဖယားကမောရှေကိုရွေးကောက်တယ်မောရှေကိုရွေးကောက်တယ်မောရှေကနေပြီးတော့မှ EC တွေကနေပြီးတော့မှမောရှေကိုဒီလမ်းသွားရအောင်ဟိုလမ်းသွားရအောင်လို့မောရှေကိုပြောခွင့်မရှိဘူးဖယားနဲ့မောရှေနဲ့သွားတယ်မောရှေပြောတဲ့အတိုင်းလုပ်ရတယ်မောရှေကတလို့သွားဆိုသွားတယ်မောရှေကတလို့ဆိုလုပ်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ရှင်းပြောချင်တာ EC ဆိုတာကပုံဝင်လေးမဲ့ကျွန်တော်ပြောမယ်Pastor support team ကို EC လို့ခေါ်တယ်အတင်းတော်မှာ pastor ကို support လုပ်တဲ့ team မရှိဘဲနဲ့ pastor ကိုဖြုတ်ချင်တိုင်းဖြုတ်တက်ချင်တိုင်းတက်လုပ်တဲ့အတင်းတော်တစ်သက်လုံးမကောင်းစားဘူးရှင်းလေးပဲဖခင်ရဲ့ principle အတိုင်းပြောမယ်ဆိုရင်တော့ခေါင်းဆောင်တယောက်ရှိရတယ်အဲ့ဒီခေါင်းဆောင်ကစစ်မှန်တဲ့ခေါင်းဆောင်ကြောင့်နားလည်အောင်ပြောမယ်ဆိုရင်မောရှေကသူ့ကိုခဲနဲ့ထုဖို့လာတဲ့သူတွေလာတာကိုမြင်တဲ့အခါမှာဖယားကနေပြီးတော့မှမောရှေကိုရှင်းပြောရင်သူ့အတင်းသားတွေပေါ့ဗျာသူ့အတင်းသားတွေကမောရှေကိုခဲနဲ့ပြန်ထုဖို့လာတဲ့အခါမှာမောရှေဘက်မှာဖယားရက်ပြီမိုးတိမ်ကဆင်းလာတော့ဒီလူတွေဖြတ်စည်းတော့မယ်ဒီတောမှာပဲငါတပ်လိုက်တော့မယ်လို့ဖယားပြောပြီပြောတဲ့အခါမှာမောရှေကကျွန်တော်တို့ဆွဲခေါ်လာပြီးတော့ဗျာဂျေစုနားမလဲတဲ့ကောင်တွေတပ်လိုက်လို့မပြောဘူးမောရှေကပြန်ဆုတောင်းပေးတယ်ကိုတော်တဲ့ဒီလူတွေကိုကိုတော်ဆွဲထုတ်ခဲ့တယ်မဟုတ်ဘူးလားတဲ့ဆွဲထုတ်ပြီးတော့မှဒီတောမှာတေသွားမယ်ဆိုရင်ကိုတော်ကဟလာသူများတွေပြောစရာဖြစ်လာတော့မယ်တဲ့ဒီဖယားကသူ့လူတွေကိုဆွဲထုတ်ပြီးတော့မှတောမှာတတ်တယ်ဖယားလို့ပြောလိုက်မယ်ကိုတော်တဲ့ခေါင်းဆောင်တယောက်ကအရေးကြီးဆုံးကခေါင်းဆောင်လဲလိုတယ်ဗျာအခုဒီခေတ်ကဗျာပွင့်လင်းပြောမယ်ဆိုခေါင်းဆောင်လဲလိုတယ်စာကလေးက ECR ခန့်တဲ့အမှုတော်ဆောင်ဖြစ်လဲမှားပြန်ပြီဗျာကျွန်တော်အနေနဲ့တော့ECR ခန့်တဲ့မှုတော်ဆောင်မဖြစ်ရဘူးဗျဆိုတော့ကျွန်တော်အနေနဲ့အားပေးချင်တာတော့အစာကလေးကိုကငါအတင်းတော်ငါတီဆောက်မယ်ဆိုတာကိုဟိုစား script တော်ပဲတီဆောက်တာတော့အကောင်းဆုံးပဲလို့ကျွန်တော်တို့အားပေးချင်တယ်ဆိုတော့15ယောက်လောက်ရှိပြီးတော့မှရောက်40လောက်ပဲအတင်းသားရှိတဲ့အတင်းတော်မှာ EC ကဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်ပြောပြချင်တယ်အဲ့ဒီ EC ကတကယ်ဝိညာဉ်တော်နဲ့ပြေလားပြီးတော့မှတင်းအုပ်ဆရာကိုတကယ် support လုပ်တဲ့သူတွေလားတင်းအုပ်ဆရာကိုပြန်ပြီးတော့မှအော်ဟောက်ငေါငေါပြောဆိုတဲ့လူတွေလားယူသိရှင်းမရှိဘူးလားအဲ့ဒါဆိုရင်တော့အဲ့တင်းတော့နှိုးထားမှုဖြစ်မှာမဟုတ်ဘူးကျင်းသေးတယ်ဒါပေမဲ့ဆရာကို support လုပ်တဲ့ team EC ဆိုတာကတော့ကျွန်တော်တီးတလောက်ပြောမယ်ဆိုရင်တော့ pastor support team ကိုပြောတာဖြစ်တယ် pastor ကို support လုပ်တဲ့ team ရှိရတယ်အတင်းတော်မှာမောရှေကတောင်ဝေးကိုမြောက်ထားတဲ့၍ယောရှုအဲ့တရာလူမျိုးတွေနိုင်တယ်အဲ့ဒီအမှုတော်ဆောင်ကိုကောင်းကောင်းဆုတောင်းနိုင်ဖို့ဖယားနဲ့အချိန်ယူနိုင်ဖို့အနောက်ကနေတွန်းအားပေးတဲ့ pastor support team ရှိရလား EC ဆိုတာကဆရာကိုပြန် control လုပ်တဲ့ team ဆိုတော့တွားပြီးရတာ support လုပ်တဲ့ team ဆိုတော့မှတ်နေတမကြီးဒီလိုမျိုးကောင်းအဲ့လိုမြောက်ထားတဲ့အချိန်မှာညောင်းသွားလို့နောက်တစ်ယောက်ကနေပြီးတော့ဆရာမောရှေညောင်းသွားပြီအဲ့ဒုတ်ကိုကျွန်တော်ပြန်ပေးခင်ဗျားသွားနားလိုက်တော့ကျွန်တော်ပြန်ကင်မယ်ဆိုတာအခွင့်မပေးဘူးဖေ။ဒီလိုကင်ထားတော့မြောက်ထားတဲ့ခါမှာနိုင်နေတယ်အဲ့ဒါကမှဘာလို့ရလဲဆိုတော့ဟူရနဲ့အာယုံကနေပြီးတော့ဖယားဘာပြောလဲသူ့လက်ကိုဆက်ပြီးမြောက်ထားစေခြင်းအနောက်ကနေပင့်ထားပေးနေမယ်နှစ်ယောက်ကိုရွေးကောက်လိုက်တယ်ဆိုတော့ဘာတူလဲဟူရနဲ့အာယုံထွက်လာပြီးတော့လုပ်ပေးရတယ်ဆိုတော့ဒီလိုမျိုးတမန်တရားကိုနားမလဲပဲနဲ့ဖွဲ့စည်းပုံစမှားကြတဲ့ဒီဖွဲ့စည်းကြတဲ့တမန်တရားနဲ့မဖွဲ့စည်းတဲ့အခါမှာတော့ဒီပြဿနာရင်ဆိုင်နေရတာပဲဘာသာရေးအဖွဲ့အစည်းတော်တော်များများပြဿနာအဲ့ဒီကနေစတယ်ခင်ဗျ
ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့တော့ပြောပြချင်တာအစကတည်းကခရစ်တော်တိဆောက်တဲ့အသင်းတော်ဖြစ်ဖို့အရေးကြီးတယ် EC တိဆောက်တဲ့အသင်းတော်မဖြစ်ဖို့လိုတယ်ဒါပါပဲဒါလေးအဖြစ်ပဲလို့ကျွန်တော်ထင်ပါတယ်ခင်ဗျ အာမင်အရန်ကောင်းတယ် AC 15ယောက်ကလည်းတော့တဘောတူညီဖို့လွယ်မယ်မတင်ဘူးဆိုအယဝိညာဉ်တော်လှုပ်ရှားပြဝိညာဉ်တော်ပြည့်ရင်တော့ကောင်းမှာပေါ့လေ ဟုတ်ပါဘော အလုံးတဘောတူညီညီနဲ့အတူတူကရှင်းမကိုယ်ွယ်တဲ့အဖွဲတွေလားဒါမှမဟုတ်တယောက်ကဟိုမှာထိုင်ပြတယောက်ဟိုမှာထိုင်ပြီးတော့တယောက်နဲ့တယောက်အမားပဲစောင့်နေကြတာလားလဲမှမသိတာဆိုတော့အဓိကတော့ဘုရားခန့်တဲ့ခေါင်းဆောင်လိုတယ်ဘုရားပိတ်သိတဲ့ခေါင်းဆောင်လိုတယ်သူရဲ့ခေါင်းဆောင်မှုအောက်မှာဘုရားပေးတဲ့ယူပါယုံကိုတက်ညီလက်ညီနဲ့ support လုပ်ပြီးတော့ရှီတက်တဲ့အတင်းတော်ဒီနိုးထားတော့တင်းတော်ဖြစ်မယ်အဲ့ဒါမို့ရမရအောင်လူဟိုလူကအကြံတစ်မျိုးရှိမလဲဟိုလူလည်းတော့အကြံကောင်းတစ်မျိုးရှိမယ်အကြံတည်းမတူတော့ပဲနောက်ဆုံးရန်ဖြစ်ဖို့ပဲဖြစ်သွားမယ်ကောင်းဒီဖြစ်စီမကောင်းဒီဖြစ်စီဘုရားရဲ့ပိတ်သိပ်ပေးတဲ့လူရဲ့လမ်းညွှန်မှုအောင်မှာတက်ညီလက်ညီချစ်တဲ့တော်တင်တော်ဖြစ်ဖို့ကကျမ်းမာတော်တင်တော်ဖြစ်မယ်လို့ပြောချင်ပါတယ်